မင်္ဂလာပါရှင်ကျမတို့ရဲ့ Amodio Book Channel ကနေပြီးတော့ချစ်ရတဲ့ပရိသတ်ကြီးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာဖတ်ပြပေးမယ့်စာအုပ်လေးကတော့စာရေးဆရာကြီးဂျာနယ်ကျော်ဦးကျင်မောင်ရေးသားထားတဲ့သူဆိုတဲ့စာအုပ်လေးရဲ့ဇာတ်သိမ်းပိုင်းလေးကိုဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်အခုလိုအတန်စာအုပ်တွေကိုနားထောင်ရတာနှစ်သက်တယ်ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like and subscribe လေးနှိပ်ပြီးအားပေးသွားပါအောင်နော်ဗီဒီယိုအသစ်တွေတင်တိုင်းသိရှိဖို့အတွက်ဘေးနားက notification လေးကိုလည်းတပါးတဲ့နှိပ်ထားပြီးဖို့လည်းတောင်းဆိုပါရစေဟုတ်ကဲ့ပါရှင်အဲ့ဒါတွေပြီးသွားပြီဆိုရင်တော့ဝတ္ထုလေးကိုအခုပဲနားဆင်ခန်းစားပေးကြပါအောင်ရှင်ကိစ္စမရှိပါဘူးဆရာရန်ကုန်ထိလိုက်ချင်ရင်လည်းလိုက်ခဲ့ပါဦး၍ကားသမားကအချိန်ကြီးပြောတော့လေထို့သူဘော်တွင်၎င်းအခြားခီးသည်များဘော်တွင်၎င်းလူအပ်သည့်ထက်ဖီးစည်းဝင်ပို့ခြင်းကိုအလိုမရှိရကကျေးဇူးတင်ကြောင်းအချိန်ကြီးပြောခါသားလျင်တာယာဝတီအလွန်30သူမရောက်တယောက်တခုသောနေရာတွင်အတေးဆင်၍နေခဲ့တယ်မင်းလာတာဆုံသူရောက်စဉ်ကတကြိမ်စင်းတော်မြေကြံစီမိပြီးမှအကျော်တို့လည်း30မှမြေသူပြောင်းရပြီဆိုလျင်မိမိ30သူခိတ္တခဏများတွားရောက်ခြင်းဖြင့်တစုံတရာမဖြစ်နိုင်ထို့သူတွားရောက်ပြီးလျင်စီဆိုင်ကိုရောင်းချပစ်ပြီးရှားတဲ့ငွေဖြင့်တနေရာသို့တွားရောက်နိုင်လိမ့်မည်ဟုတွေးတော်ကြံစားကမင်းလာတွင်မဆင်ပြပဲရှိခဲ့ခြင်းဖြစ်ပေတော့တယ်သို့ပေမဲ့ရကူ30မြို့အနီးသို့ရောက်ပြန်တဲ့အခါမြို့ထဲကိုတိုက်ရိုက်တခါတည်းဝင်ရောက်ရန်ဝန်လေးတကယ်သို့ရှိနေပြီပြန်နေမနေနိုင်တော့ပြီဟု၍စိတ်တွင်ပိုင်းပြတ်ထားတဲ့မြို့တစ်မြို့အတွင်းသို့ပြန်လည်ဝင်ရောက်ရမှာမိမိထင်သလောက်မလွယ်ကူသည်ကိုတွေ့ရတယ်။သို့သောရှက်ခုကဲ့သို့နေကင်းကြောင်တောင်ကြီးဝင်ရောက်ရမည်ထက်ညဘက်တွင်ဝင်ရောက်ရခြင်းကတက်တာအောင်မည်ဟု၍တွေးတောမိပြီလျင်ရှက်နေအဖို့ကိုပန်းဆွဲရွာသို့ပင်ရှောက်သွားနေခု၍မြို့ရဲရတဲ့များကိုမင်းများစုံစမ်းပြီးမှမြို့ရင်းသို့ဝင်တော့မည်ဟု၍စိတ်ပိုင်းပြတ်လိုက်ကပန်းဆွဲရွာသို့ဂျိုင်းညက်ကလေးထောက်ခါဖြင့်ထွက်ခွာလာခဲ့တယ်။ဤအချိန်တွင်မိမိမှာကြားခဲ့တဲ့တငယ်ကကိုတုံးဝေတို့အိမ်သို့သွားရောက်စားပေးပြီးဖြစ်ပေလိမ့်မည်။မိသူနေကြပါမင်းနေကိုတုံးဝေအဖို့တော်ကလူရင်ဖြစ်နေ၍များစွာအရေးမကြီးလား။ထားနေနူတို့မှာရှက်ကုမှာတေးရသူများဖြစ်၍ရှက်ကုလိုမိမိထွက်ခွာလာခြင်းကိုမိသူတွေးထင်ယူဆနေကြပေလိမ့်မည်နိ။မိမိအားကစားပေါ်ကစားပတ်တော်ဟု၍ယူဆကအတူချစ်ခင်နေတဲ့အပါလေးကမိသူနေစားလိမ့်မည်နိ။မိမိနှင့်တိတိကလေးများလွဲသွားတဲ့အဖြစ်ကိုဤအချိန်တွင်မှသိခွင့်ရမည်ဖြစ်တဲ့လက်လေကမြေသူတွေးတောရှာလိုက်မည်နီစသည်အားဖြင့်ခြေလန်းတို့ကတည်ဆောင်ရတာခန္ဓာကိုယ်မှာပန်းဆွဲရသူလှမ်းနေတော့လေစိတ်မမှုပြည်မြို့ခြံချင်းနဲ့အိမ်ကြီးအတွင်းတွင်သာမကွဲနိုင်မခွာနိုင်တရေဝဲဝဲဖြစ်နေတော့တယ်ပန်းဆွဲရကိုရောက်တဲ့အခါနေဝင်ဖြိုးပြဖြစ်နေပြီကိုတွေ့ရတယ်မြေသူအိမ်ကိုသွားရောက်တဲကိုရမည်ကိုစောစောကစဉ်းစားလာခဲ့ခြင်းမရှိထိုနေ့ဖို့မြို့ရဲသူမဝင်လို့သဖြင့်သွားစရာမရှိ၍သာရွာအရောက်လာခဲ့ခြင်းဖြစ်တဲ့ဖြင့်ရှက်ကုရွာသို့ဆိုင်မဲများကြီးရောက်လာခဲ့မှာပင်မြေသူအိမ်သို့ဝင်ရောက်တဲကိုမြေကိုအတွေ့ရကျက်နေခြင်းဖြစ်နေတော့တယ်တဲကိုမြေစုကမြေတီအိမ်ကမှလက်မခံလိုပဲရှိမည်မဟုတ်ဝမ်းမြောက်ဝမ်းသာစွာဖြင့်လက်ခံလှုပ်ကြွေးလွှတ်ချမည်ကိုကောင်းစွာသိနေတယ်သို့တော့တာဝန်အနည်းဆုံးသာလျင်တင်ရှင်းမြေသူထမ်းလိုက်တာတဲရမည်ဖြစ်ရာအကယ်၍လမ်းမနေပြီးအတင်းအကျပ်ခေါငင်စီးတာမြေသူမရှိလျင်ဘာကြီးတန်နိုင်ရဲ့အိမ်၌ဝင်ပြီးတဲကိုတော်မီဟု၍စိတ်ပိုင်းဖြက်ကရွာလန်ကလေးအတိုင်းဝင်လာခဲ့တော့တယ်။ကံအားလျော်စွာပင်ထိုအချိန်မှာမိထွန်းခြင်းနွားသိမ့်ခြင်းစတဲ့အိမ်မှုကိစ္စတို့ကိုပြုလုပ်နေခြင်းဖြစ်ရကလမ်းသွားလမ်းလာဟု၍များစွာမရှိသဖြင့်ဘာကြီးတန်နိုင်ရဲ့အိမ်ကိုကောင်းမွန်စွာဆက်ရောက်ခဲ့တယ်။သို့ပေမဲ့ဘာကြီးတန်နိုင်နဲ့မှကောင်းစွာစကားမပြောရသေးမီအကြီးစံမဲအစာရှိတဲ့ကြွားသူရသားများစွာဝိုင်းအောင်စုယုံလာရောက်နှုတ်ဆက်ကြသဖြင့်မအားအောင်အလိုက်တဲ့ပြန်လဲပြောဆိုနေရပြီတဲ့။ဤမြတ်တော်ကျေးဇူးသည်စွာပေါ်ပေါ်ရွရွနှုတ်ဆက်ကြသည်ကိုတွေးရှိရတဲ့အခါစောစောဟာစုံနေမိတဲ့စိတ်များမှာပြန်လဲတဲကြွလာကလောကတွင်အကောင်းကိုအကောင်းမှမသိသူများရှိလျင်အကောင်းကိုအကောင်းမှသိသူများလည်းရှိတဲ့ကြောင့်တတိယပြန်လျက်များစွာနေတာထိုင်သာရှိုံများမကရှေ့ဖို့လောကကြီးကိုရေဆိုင်ရှင်းပြရတွင်အာအင်အလွန်လောက်ပြည့်တင်းလာသည်ဟုထင်ရတယ်။ထိုညတွင်ပင်30မျိုးတွင်သို့တွားရောက်မည့်အကြောင်းပြောပြတဲ့အခါအားလုံးကပင်ဝိုင်း၍တားနေကြသည့်အတွက်မိမိလာရဲ့ကိစ္စကိုလည်းပြောမပြနိုင်သဖြင့်အခက်တွေ့နေရပြန်တယ်။သို့သောရှက်ကုကဲ့သို့စေတနာအလျောက်ဝိုင်းဝန်းတားမြစ်နေခြင်းကိုလည်းအတင်ညင်းပယ်ခြင်းကမသိ၍ရုတ်တရက်မပြန်သေးပါဟု၍ပင်ပြောဆိုလိုက်မှအဟုတ်မပြန်သေးဘူးနော်ဆရာလေးဟုတ်လားဆရာလေးကျွတ်တို့စီမှာထမင်းတက်နေတော့စားပါအောင်စသည်ဖြင့်ပြောပြီးအတီတီစိတ်ချလက်ချနှုတ်ဆက်၍ပြန်သွားကြတယ်။ည9 နာရီထိုးကန်ရှိတဲ့အခါရွာကလေးမှာအလွန်တိတ်ဆိတ်နေပြီးဖြစ်ပေတယ်။ဘာကြီးတန်နိုင်မှာ
အသက်ကြီးလာပြီဖြစ်၍30သူအလျှောက်လိုက်ဖို့တော်လေကိုယ်တိုင်မပို့နိုင်တဲ့ဖြင့်ဖိုးတင်ကြီးနှင့်စံပေဆိုသူနှစ်ယောက်ကိုဆရာလေးအားလှည့်ဖြင့်တင်ဆောင်ယူငင်သွားရန်ပြောဆိုစီစဉ်ပေး၍အိမ်ထဲ၌ပင်နေရခဲ့တယ်။နွားများမှာရွာထိပ်ရှိစံပေတို့အိမ်တွင်ထား၍3ယောက်သာဘာကြီးတန်နိုင်အိမ်စီမှရှောက်လာကြရာတခုသောအိမ်ကြီးတစ်ဆောင်ရှိတွင်မော်တော်ကားတစ်စီးစိုက်ထားတာကိုခက်လန်းလန်းကပင်မြင်ရတာကြောင့်ကိုမြင့်မောင်ကမိသူကဖြစ်ပါလိမ့်မည်နည်းဟု၍မေးသည်တွင်အော်ဆရာလေးကိုတောင်မပြောရသေးဘူးဆရာလေးတခါတုန်းကဒီအိမ်မှာဆေးကုပေးလိုက်ရတဲ့လဲလဲဆိုတဲ့တထေးသမီးရှိပါရောလားသူအခုပြောက်နေလို့တဲ့ဟိုကိုပါဆန်ဆိုတဲ့သူ့ယောက်ျားရောတထေးကြီးရောပြာရခတ်ပြီးလူစုခွဲပြီးလိုက်ရှာနေတာပဲညနေကတော့ကိုပါဆန်ဆိုတဲ့လူအဖော်3-4ရက်လောက်နဲ့ရှောက်လာပြီးဒီမှာတရင်ကြလို့ဆိုပြီးလာရှာကြတယ်အခုတည်းမပြန်သေးဘူးထင်ပါရဲ့ဟု၍ဖိုးတင်ကြီးကပြောတဲ့ဖြင့်ကိုမြင့်မောင်လေးရုတ်တရက်မနှိတာတကယ်သူဖြစ်သွားပြီလျင်ကဲဒါဖြင့်ခမရတို့လှည့်တက်ထားနေကြကျွန်တော်လာခဲ့ပါမယ်ဟုပြောစီစေလွှတ်လိုက်၍နှစ်ယောက်သားထွက်သွားကြမှမိမိလေးထွင်ကြီးတွေ့စီသူလှည့်ဝင်လာခဲ့လိုက်တယ်အိမ်ဝင်းချန်နေသူရောက်တင်နေတပြိုင်နက်ကိုပါဆန်ကိုအေးရှိတန်းလျားပေါ်မှာတွေးမြင်ရ၍ကိုပါဆန်ခဏပြဟု၍လှမ်းခေါ်လိုက်ရာကိုပါဆန်လည်းဘသူလဲဟိဘာကိစ္စလဲဟုမေးရင်လက်နိုင်တမင်းနဲ့တစ်ချက်ထိုးလိုက်ပြီးဆင်းလာတော့တယ်ကိုပါဆန်ရဲ့နောက်မှာလည်းလူ2ယောက်3ယောက်လိုက်လာတာကိုတွေ့ရတယ်ဒီမှာကိုပါဆန်ခမည်းနဲ့စကားပြောချင်လို့ပါဟုပြောလိုက်ဟာကိုပါဆန်ရဲ့မျက်နှာမှာတိပင်ကြီးကြီးများအောက်သို့မဝန်းတဝန်းမလင်တလင်ကျဆင်းလျက်ရှိတဲ့လာရောက်တွင်တင်းမာကထန်လာချေသည်ဟုအောင်မိမိတယ်ခမည်းမိန်မပြောက်လို့လိုက်ရှာနေတဲ့တရင်ချရလို့ပါဒါပါဖြစ်တယ်လေခမည်းနဲ့ဘာဆိုင်တယ်လေခမည်းတော်တော်ရှုပ်တဲ့လူပဲအခုတည်းရှုပ်လို့အားမရသေးဘူးလားတာတောင်ခြေတစ်ဖက်ကကျိုးနေလို့သာမကျိုးရင်ဘယ်နဲ့များနေမယ်မသိဘူးသွားပါအခုချက်ချင်းဒီချန်လေးကထွက်သွားလိုက်ပါဟုလူလုံးနဲ့တိုင်၍ထုတ်တော်မတက်အနည်းသို့တိုး၍ကက်ခါအတင်တွန်းနေတာကြောင့်ကိုမြင့်မောင်မှာမိမိကအီးမြလောက်စေတနာကောင်ထားပါလျက်ပင်အီးမြဒေါသကြီးရတယ်လို့ဟုတွေးတော်မရဖြစ်ခါရှေ့သူဆက်လက်ပြောဆိုရန်ပင်တတိမရပဲခြံထဲမှာထွက်ခွာလာခဲ့ရတယ်ခြံဝသို့ရောက်၍ခြံထဲသို့လှည့်ကြည့်လိုက်တဲ့အခါကိုပါစာနဲ့လူ2ယောက်3ယောက်မှဇက်နေရမှလူစုမခွဲကြသေးပဲစကားပြောနေကြတာကိုတွေးမြင်ရလျာကြီးစွာစိတ်မကောင်းခြင်းဖြစ်မိလေတယ်စိတ်မကောင်းခြင်းဖြစ်သည်ဟု၍၌လည်းမိမိယခုကဲ့သို့ရစရာမရှိအောင်အဆူအပြောခံရခြင်းအတွက်မဟုတ်ပဲကိုပါစာအားလဲလျက်တရင်ကိုမပြေးရမီဤသူနှင်ထုတ်သဖြင့်ထွက်ခွာလာခဲ့ရတာကြောင့်ပင်ဖြစ်တယ်မိမိစေတနာမွန်မြတ်တန်ရှင်းစွာထားကမှပင်ဤသူပြုလုပ်ခြင်းမှာမိမိအကျိုးထမ်းထို့သူတို့ရဲ့အကျိုးသာလျင်နင့်နာခြင်းရှိရာကများစွာတနာပွဲပင်ဖြစ်တော်တယ်စသည်အားဖြင့်စဉ်းစားတွေးတော်ရင်ရွာလန်းကလေးအတိုင်းရွာပြစီသူရှောက်လာရာစံပေကြီးတို့အိမ်သူကြားရန်နှစ်အိမ်များအလို့တွင်နောက်စီမှခြေသားများကြားရတာကြောင့်လှည့်ကြည့်လိုက်မိတော့တယ်သို့ပေမဲ့လို့ဘာတကူးမှမမြင်ရထိုနေရာမှာအရေးဆဲဆဲဖြင့်ထွာကြတမ်းမာတဲ့တရက်ပင်ကြီးများပေါက်ရောက်ရာဖြစ်တဲ့အတွက်လေသိမ့်ခတ်၍သာအတန်မီခြင်းဖြစ်တန်ရသည်ဟုအောက်မေ့ပြီးလျင်ဆက်လက်လာမြင်လာကြရာရှေ့သို့ဆယ်လမ်းများမလှမ်းရသေးမီအနည်းသို့ရုတ်တရက်ကပ်လာတဲ့ခြေတံများကြားလိုက်ရလျက်ဝိကနေမျက်စိတွေတွင်ဝေပြလင်းတောက်ပြီးလဲကျသလိုလိုဖြစ်သွားတာကိုသိလိုက်ရတယ်။မြင်းမြလောက်ကြားသည်မသိပြန်လေသတိရလာတဲ့အခါဆေးရုံတရုံရဲ့လူနာကန်တခန်းထဲတွင်ရောက်ရှိနေသည်ကိုတွေ့ရတော့တယ်။ဥကောင်းတွင်လည်းအေယာမှာပတ္တိကြီးစီးတာသည်ကိုတွေ့ရသဖြင့်ဧကန်မိမိဥကောင်းတွင်ဒဏ်ရာကြီးတကူရှားခဲ့လေပြီကိုသိရတော့လေပေစီပေဌာနမှာပေကာလဖေးချိန်ပေတူတော်ကြောင့်ထိုဒဏ်ရာရရှိခဲ့သည်ကိုမသိရစဉ်းစား၍မပေါ်ဖြစ်နေတော့တယ်။မြေသိမျိုးရွာဖြစ်မှန်းကိုလည်းမသိရဖြစ်နေတော့တယ်။မျက်စိအောက်ရှိအခန်းအနေထားကိုတအားသမျှကြိုးစားကြည့်ပါတော့လေစေယုံတယုံရဲ့တိကျအခန်းတစ်ခန်းဖြစ်မှန်းသာသိရလျက်အခြားချက်တကူသိရအောင်မျက်စိအားထုတ်၍ကြည့်နေလေမူးဝေတယ်လို့မျက်ကုန်များပုံမူလေးလံတယ်လို့ဖြစ်လာတဲ့အတွက်အသာပင်အစင်စားအဆက်ထားလိုက်တော့တယ်။သို့ပေမဲ့လို့တိလို့စိတ်ကပြည့်တဲ့စွာယူဖေးလျက်ပင်ရှိသဖြင့်စက်ကူလက်ရှိအနေအခင်းကိုမသိရလျင်ဤအနေအခင်းသို့မိမိမြေသိနေဖြင့်ရောက်ရှိခဲ့ရသည်ကိုတန်းနိုင်သမျှပြန်လေစဉ်းစားမိဟုစဉ်းစားပြန်သောအခါ၌လေဥကောင်းသာလျင်တိုးတက်မူးဝေလာတဲ့အတွက်ဆက်လက်၍တစုံတရာမစဉ်းစားဝမ်းပဲအသာပင်မိန်နေရတော့တယ်။တက္ကနာများကြားတဲ့အခါခြေတံကြား၍လေးလံတော်မျက်ခွန်များကိုလှမ်း၍အနိုင်နိုင်ကြည့်လိုက်ရာသူနာပြည့်ဆရာမတယောက်မိမိအခြေအနေကိုလာရောက်အကဲခတ်သည်ကိုတွေ့ရတယ်။အနီးကပ်သို့ကပ်လာလျင်မိမိရဲ့အကြောင်းကိုမိမိကြံတော့လေထိုဆရာမက
မိမိအားခဏများစူးစိုက်ကြီးစုသည်ကိုမြင်လိုက်ရပြီးတဲ့နောက်ထွက်သွားတဲ့ကိုသာကြားလိုက်ရတယ်။များမကြမီဖက်နှက်ကိုခပ်ပြင်းပြင်းနဲ့လျက်ခန်းသွက်ကြီးလာနေပုံရတဲ့ခြေသံများကိုကြားရ၍အသာဖွင့်ကြည့်လိုက်ပြန်ရာဆရာဝန်ကြီးပါလာသည်ကိုတွေ့ရတယ်။ဆရာဝန်ကြီးလည်းမိမိအားအာရဝန်သာစွာကြည့်ပြီးတဲ့နောက်အခုမှစိတ်သက်သာရရသွားတော့တယ်။စောစောကဆိုရင်တော်တော်ဆွေးရနေကြတယ်ဟုပြောမှကြီးစုတင်ပါတယ်။ဒါပေမဲ့ဘယ်လိုဖြစ်ပြီးဘယ်ကိုရှောင်းနေတယ်ဆိုတာစဉ်းစားလို့သိစဉ်းစားမနေပါနဲ့။တာယာဝတီစေးရုံလေခမညာလွန်ခဲ့တဲ့3 ညလောက်ကပန်းဆွဲမှာအရိုက်ခံရတယ်။မမှတ်မိဘူးဟုတ်လား။ခမညာကိုညကြီးမင်းကြီးရွာထမ်းဆိုင်နဲ့ခေါ်လာပြီး30ကကူပို့တယ်။ဟိုကတရားကြီးတယ်ဆိုပြီးဒီကိုပို့လိုက်တယ်။30ဟာတတိတယောက်နဲ့အခြားလူ2 ယောက်3 ယောက်ကိုလည်း3 ညလေးနဲ့ဖမ်းချုပ်ထားတယ်။အာမခံမပေးဘူး။ပလိဘက်ကခမညာကိုအမြဲလာမင်းနေတယ်။တစုံတစ်ခုဖြစ်ရင်3 ညနှစ်ကိုပြောင်းပြီးရုံးတင်မလို့အခုပဲရာဇဝတ်ဝန်ကြီးနဲ့တရားသူကြီးကိုအခေါ်ခိုင်းလိုက်မယ်။ခမညာဘာမှစိတ်မပူပါနဲ့။ရှေ့ကိုဘာမှကိစ္စမရှိတော့ဘူး။တက်တာလာမှာပဲ။ပြောဆူထွက်သွားတာကြောင့်ကိုမြမောင်လေးအကြောင်းစုံကိုသိရတော့တယ်။သို့တော့သိရတဲ့အကြောင်းများမှာများစွာစိတ်မချမ်းသာဖွယ်ရာကြီးဖြစ်နေရတယ်။တတိတဦးဆိုသည်မှာကိုပါစံပဲဖြစ်ရမည်ဟုအတက်သိရတယ်။ဤလောကတွင်သူတစ်ပါးအားမိမိအတွက်နဲ့အနေငယ်များဒုက္ခမရောက်စေချင်တာကမိမိအတွက်အကျုံးအနောင်ခံရသူများမှာခံရပြီးဖြစ်ရကမြင်သိလျင်အေးလိမ့်မည်လားဟု၍ပင်တစ်ချက်စဉ်းစားမိတော့တယ်။သို့တော့သိ၍မဖြစ်မြင်သိလျင်ထိုသူများတွင်သာ၍ပင်အမှုပုံကြီးကျယ်လာကကျိုးစိန်တို့ပင်တက်ကောင်းတက်ရမည်ကိုတွေးမိပြန်၍ထိုသူတို့အကျိုးအတွက်ပဲဖြစ်စေမိမိမူကဤလောကကြီးကိုတပံရဲရဲစွာမျက်နှာမူရအောင်မည်ဟုတန်ရိတ်တန်ချလိုက်ရတော့တယ်။တို့ဖြစ်သည့်အတိုင်းရာဇဝတ်ဝန်ကြီးနဲ့တရားသူကြီးတို့ရောက်လာတဲ့အခါစစ်ချက်များယူကြရာတွင်ရေကိုဖမ်းထားတဲ့ကိုပါစံတို့လုံးဝမသက်ဆိုင်ကြောင်းလက်တယ်မြည်သူမြည်ဝါဖြစ်သည်ကိုမူကားမသိကြောင်းအစစ်ပြေးနိုင်သမျှဖော်၍အစစ်ခံလေတယ်။သို့သောရွာသူရွာသားများရဲ့ထွက်ချက်မှာကိုပါစံတို့ဘော်တွင်အတော်ပင်ခိုင်လုံပြီးနေသဖြင့်ထိုထွက်ချက်များအရကိုပါစံတို့ပေါ်၌တင်မာစွာအေးအေးယူထားပြီးဖြစ်နေရကပလိတ်တို့မှာထိုအမှုကိုဤများလောက်အလွယ်တကူပြန်လာမနှုတ်သိမ်းလိုပဲရှေ့သည်ကိုအကဲခတ်မိတယ်။ဤတွင်အမှုပေါ်တည်တဲ့ပေါ်ရန်တမျိုးကြံစီအားပြန်လေတယ်။သို့သောခေါင်းထဲတွင်တမူမူတဝဝေရှိလာတာကြောင့်ဆက်လက်၍စိတ်ကူမထုတ်နိုင်မင်းနေသောမိကွန်များကိုလည်းအပြေမပေးနိုင်ရှိနေ၍အသာမင်းနေရသေးရာထိုအခိုက်တွင်ရာဇဝဝန်ကြီးနှင့်ရာဇဝတရားသူကြီးကိုနှုတ်ဆက်၍ဆင်းသွားကြတဲ့ကိုအဝေကြီးအားကဲ့သို့ခက်တဲ့ကလေးများသာကြားရတယ်။အဲ့ဒီနောက်ဘာမှမသိရဘာမှမကြားရတဲ့ကဲ့သို့ဖြစ်သွားရမှတပံအနည်းနာတွင်တရှက်ရှက်နှင့်အတန်များကြားရတာကြောင့်မျက်လုံးကိုအသာကလေးဖွင့်ကြည့်လိုက်ရာမိမိအားအလွန်ဆိုးရိမ်တဲ့အမှုအရာဖြင့်မျက်နှာနာကရွေကြီးနေတဲ့ဆရာဝန်ကြီးကိုတွေ့မြင်ရတယ်။မိမိမှာရာဇဝတ်ဝန်ကြီးများစစ်ဆေးနေစဉ်ပြန်လေတတိလေးသွားနေသည်မှာနိုင်20စက္ကန့်ကြာသည့်တိုင်အောင်ဖြစ်ကြောင်းစောစောကဈေးတစ်ကြိမ်ထိုးပေးထားတော့လေမတူချ၍နောက်တစ်ကြိမ်ထိုးပေးလျင်ရဲခွေလည်းတစ်ကြိမ်ထပ်မံထိုးပေးရပြန်ကြောင်းမိမိကိုယ်တိုင်ဆရာဝန်တယောက်ဖြစ်တာကြောင့်ဤတန်ရာမျိုးမှာစိုးရိမ်ဖွယ်ရာမရှိသည်ဟုဆိုရသည့်တိုင်အောင်အုံနောက်ကိုအလုံးမပေးဖို့နဲ့စိတ်ကိုအေးစေးတက်တာစွာထားဖို့ရမှာလွန်စွာအရေးကြီးကြောင်းဖြင့်ဆရာဝန်ကြီးကပြောပြမှကြားလျင်နှုတ်ဆက်၍ထွက်ခွာသွားတော့တယ်။အုံနောက်ကိုအလုံးမပေးနိုင်ဟုဆိုတော့လေကိုပါစံတို့အတွက်မိမိမြေကဲ့သို့ပြုလုပ်ရပါမည်ကိုမစင်စားပဲမနေနိုင်အောင်ရှိတာကြောင့်အတန်ကြာပီတီပီစဉ်းစားရာဆေးရုံမှာအမြတ်ဆုံးဆေးရအောင်ပြုလုပ်နိုင်လျင်အမှုပုံအလိုလိုအားဖြင့်တတသွားနိုင်ခြင်းကိုတရိယာ၍မြန်ထနိုင်သောအခြေသို့ရောက်ပါစေဟုဆုတောင်းမိတယ်။ဥကောင်းကိုထောင်၍ကိုထူပြီးစမ်းသပ်ကြည့်တဲ့အခါထမရဥကောင်းနေမှာအလွတ်နာကျင်မှုဝေလာတာကြောင့်အမြန်ပင်ပြန်၍အိတ်လာရတော့တယ်။ညနေပိုင်းတွင်ဆရာဝန်ကြီးလာရောက်ကြည့်ရှုချိန်၌မိမိအသေးများကိုမတွေ့နိုင်သလိုဟုမေးရာအေယာမလူကြီးနေစဉ်လာရောက်မေးမြန်းနေတာကြောင့်မိမိတို့ကဖြောင်းပြပြောဆိုဆေးလွတ်နေရကြောင်းထိုလူကြီးမှာမြို့ရောတော်ပါလာရောက်ကြသည်ဖြစ်သည်ဖြင့်ရုတ်တရက်မပြတ်ချင်ကြကြောင်းမမြင်ရ၍မကျေနပ်သည်ဖြင့်အနှဲငယ်များလောက်သောလူကြီးတစုကိုသာအသာကလေးခေါ်ပြီးအခြေအနေကိုအခန်းဝမှာပြရပြီးလျင်မိမိအားအနှောက်အယှက်မပေးဘူးအဘယ်များအရေးကြီးသည်ကိုပြောပြ၍ဆေလွတ်လိုက်မှထိုသူများကတက်ဆင့်ပြောသည်ဖြင့်လူကြီးမှကျေနပ်ပြီးပြန်သွားကြကြောင်းပြောပြ၍သိစီရတဲ့အတွက်တဏှာဖြင့်အာတက်လာမိတယ်ဒေါ်ရီခင်တို့လင်မယားနဲ့မောက်တန်ကလေးတို့ကိုအတူတလဲတွေးလို့သည်ဖြင့်ဆောင်ရွက်ပေးနိုင်ကကျေးဇူးတင်မြဖြစ်ကြောင်းပြောပြရာရက်ွက်ချက်ပဲ
ကားဖြင့်အကောလွှတ်လိုက်ပါမည်ဟုပြောပြီးထွက်သွားတော့တယ်အတန်ကြာတဲ့အခါတယောက်တည်းရောက်လာပြီလျင်အိမ်တကားကိုတောခတ်ထားကြောင်းအိမ်နီးပါခြင်းများအားစုံစမ်းကြည့်ရာလွန်ခဲ့တဲ့6ရက်9ရက်ကပင်အထက်သို့လူမမာမီသွားရောက်မည်ပြောဆိုထွက်သွားကြသည်ဟုပြောကြလိုက်ကြောင်းနဲ့ပြန်ကြားပြောပြသဖြင့်မိမိထူးတလေသိလူသောချက်ကိုအခြားသူထမှမေးမြန်းရန်စောင့်ဆိုင်မနေနိုင်တော့ပဲဒါနဲ့ဒေါက်တာတထွန်းတို့ပြောင်းသွားကြပြီလားဟုမေးလိုက်မိတော့တယ်။အိုးတော်တော်ကြာသွားပါပကောပြောင်းသွားတာဘာဖြစ်လို့လဲမဖြစ်ပါဘူးသူတို့ပြောင်းမယ်ကြလို့ခမရကိုဒီစေးရုံယူလာတဲ့ညကပဲသူတို့လေပူတာကိုဆင်းသွားကြရောခမရလေ30စေးရုံကိုကက်ကနေပြီးကြောက်သွားတာပဲည12နာရီခွဲလောက်ရှိပြီထင်တယ်ဒီတော့အဲ့ဒါနဲ့စေးရုံမှာဆရာဝန်လည်းမရှိတာနဲ့တန်ရာကလည်းကြီးတာတကြောင်ပေါ့လေဒီကိုပို့လိုက်တာပဲအော်ဟူ၍သာပြောနိုင်တော့တယ်မိမိရဲ့အဖြစ်ကိုတီတီကလေးကတ်လွဲပြီးအကျော်တိမသွားရခြင်းအတွက်လည်းများစွာဝမ်းမြောက်ကစိတ်သက်သာရရှာသွားတော့တယ်မိမိရဲ့ကောင်းတဲ့ကိုကြားရလျင်အကျော်တွင်ကိုသက်ထွန်းအားရွေးချယ်မိခြင်းအတွက်နောက်ဆက်များတင်းကစိတ်မရွှင်မပြဖြစ်မိဆို၍ကောင်းတဲ့ကိုပင်ဖုံဖီထားခဲ့ရလျင်ရကုကဲ့သို့သောစိုးတဲ့များကိုကတာ၍ပင်မကြားစေတိုင်းမသိစေတဲ့ရကုလည်းမကြားမသိသွားခြင်းမှာမိမိအဖို့တွင်လည်းစိတ်မချမ်းသာဝေရာတစ်ခုမှလောကင်တတ်တာရသွားသည်ဟုအောင်မိမိတော့တယ်နောက်မှသိရကပြရည်ပြရပင်ဒါနဲ့ကျွန်တော်အခုလိုဖြစ်တဲ့အကြောင်းကိုဖဆန်တွေကိုဖမ်းထားတဲ့အကြောင်းသတင်းစာတွေများပါကုန်မလားဟုမေးလိုက်ရာဆရာဝန်ကြီးလည်းပြုံးရလျက်ဘေးပါမှလည်းတတိတွေကိစ္စဖြစ်နေတော့သတင်းတော်တွေကညှိပြီးငြိမ်နေကြတာပေါ့လူငယ်များအသင်ဥက္ကဋ္ဌလည်းဖြစ်နေတော့ထောက်ထားစရာတွေကအများကြီးဖြစ်နေတာကိုဘာသတင်းစာမှမပါပါဘူးဟုပြောပြီးကြီးစွာစိတ်သက်သာရရှာကဤအတိုင်းဆိုလျင်အကျော်သာမိမိရဲ့အကြောင်းကိုမသိမီမဟုတ်လဲလဲခင်များလည်းသူ့ယောက်ျားအကြောင်းမသိပဲရှိပေလိမ့်မည်လောကမှာမသိတဲ့ဖြင့်စိတ်ချမ်းသာမှုလိုလည်းရှိပါသေးသည်တကားဟုစိတ်သက်သက်သာရှိတိုင်းတွေ့တော်ဆင်ခြင်နေမိတော့တယ်ဆရာဝန်ကြီးလည်းနှုတ်ဆက်ကထွက်သွားလိတော့တယ်နောက်တစ်နေ့တွင်စောစောစီစီနိုးနေရမှနေကလေးမြင့်လာတဲ့အခါမုံမူဝေဝေရှိလာတဲ့နဲ့မျက်လုံးကိုမပွင့်မဲအသာမှိန်းနေရင်အိပ်ပျော်သွားတယ်နောက်မှခြေသံများကြား၍နိုးလာကမျက်စိကိုဖွင့်ကြည့်လိုက်ရာရုတ်တရက်သောမိမိရဲ့မျက်စိများကိုပင်မရှုံနိုင်လောက်အောင်ရှိ၍ပုတ်သက်ကြည့်ရှုနေမိပြန်တယ်ဟာမျက်မှောင်မလားဟုပြောပြောဆိုဆိုမိမိစီသို့အပြေလွှာချင်းကပ်လာတဲ့ကိုထုံးဝေကိုတွေ့ရ၍တကူလုံးတိမ့်တိမ့်တုံသွားတဲ့ကဲ့သို့ရုတ်တရက်ဖြစ်လိုက်မိပြီးမှဟိတ်ထုံးဝေမင်းဘာကိစ္စလာလဲဟုပြန်မေးလိုက်တယ်မင်းအကြောင်းဒီဆရာဝန်ကြီးခုနကပဲပြောလို့ကြားရပါပြီကွာဒါပေမဲ့ပြောချင်းတော့မင်းရေလို့မထင်လိုက်မိဘူးဖြစ်မှာဖြစ်ရလေတငယ်ချင်းရငါအကြောင်းထားစမ်းမအောင်မင်းဘာကိစ္စလာတာလဲငါတီမာလို့ဘယ်လိုတရင်ကြလို့လိုက်လာတာလဲတော်စမ်းပါကွာမင်းဟာမင်းတွေးပြီးလှမ်းမနေပါနဲ့မင်းလည်းသွားရောငါစီကိုလည်းတာယာဝတီအမျက်ဆုံးပြောင်းရမယ်လို့အမိန့်ကြလာလို့ညကလိုက်လာခဲ့ရတာပေါ့ကွာရှက်တောင်းတော့9ရက်တော့ပြီးပါရဲ့စောစောကတော့စိတ်ပြတ်မိတာပေါ့ကွာဒါပေမဲ့ဒီကိုတမင်ဖျားပို့တာပဲလို့ငါယုံပြီးမင်းဒီတခါများပြေးရင်တော့အသက်ဖေမောင်ငါသားကလေးဘယ်လိုဖြစ်ကြံရစ်ခဲ့တယ်ဆိုတာဘယ်တော့မှငါမမိဘူးကွာဟုအားရပါရပြောနေသဖြင့်ဆရာဝန်ကြီးလေးအိုးခမရတို့တယောက်နဲ့တယောက်ကောင်းကောင်းသိကြတကူကဲဒါဖြင့်စကားပြောနေကြအောင်ပြီးတော့မှဆက်ပြီးရှောက်ကြည့်တာပေါ့အောက်မှာလက်မှတ်ထိုးစရာလေးတွေသွားထိုးလိုက်အောင်မယ်ဟုပြောပြောဆိုဆိုဆင်းသွားတော့တယ်နေပါအောင်မင်းတယောက်ထဲလားဟုလူရင်းကိုမေးရတယ်ဘယ်တယောက်ထဲဟုတ်မလဲကွာတအိမ်သားလုံးပေါ့မင်းလေဒီအားထနိုင်တာနဲ့တခါတည်းအိမ်မှာပြောင်းနေရမှာပဲဟေ့တော်ဘာစကားများကျင်သေးရလဲမင်းကိုကလေးထင်းအဖြစ်ကမလွတ်နိုင်ဘူးကွနေစမ်းမအောင်မင်းကိုသူတို့ကြိုက်တာအမှန်ဖြစ်ရကနဲ့မင်းကဘာဖြစ်လို့ဖုံးကွယ်ချင်နေရတာလဲပလိတ်ဘက်ကတိတ်ပြီးအကြက်တွေးနေတဲ့အကြောင်းဆရာဝန်ကြီးကငါ့ကိုပြောသွားတယ်မင်းစိတ်ကဘာလဲအိုးကွာငါလူကောင်းပကလေးပြန်ဖြစ်ရင်ပြီးတာမဟုတ်လားကွငါကျင်နေရင်ဘာရေးယူစရာရှိအောင်မလဲခတ်ပါပြီကွာမင်းတယောက်လေးခတ်ပါပြီတရားဥပဒေအတိုင်းတော့လောက်ရမှာပေါ့ကွပြောစမ်းမအောင်မင်းမဘာအကြောင်းများရှိလဲဒီတခါတော့မင်းမပြောပဲမနေရဘူးဟိုတုန်းကသာရမယ်ဟိုတုန်းကအကြောင်းတွေလေတို့အကုန်သိပြီဒါဆိုတာရှင်းတို့မနာဖြစ်နေတာပဲကဲပြောဒါကအရေးကြီးတယ်ကဲဖုံးလို့လည်းမထူးပါဘူးအခုဖမ်းတာတဲ့တတိကဘသူလဲဆိုတာမင်းသိရလားကိုပါဆန်းနဲ့ကိုပါဆန်းဆိုတာမင်းသိမှာပေါ့တတိဦးထိရဲ့သမီးလဲလဲရဲ့ယောက်ျားဟာပေါ့ဟေးလဲလဲယောက်ျားလားအေးဟာဒါဖြင့်တာပြီးဝေဖို့ဖြစ်တာပေါ့ဘာဝေးတာလဲငကူကမှမင်းကိစ္စနဲ့
လင်မယားမပေါင်းနိုင်မှုဖြစ်နေရတဲ့အထက်အခုလို့ဆိုရင်တာပြီးခတ်တာပေါ့ငါကသူတို့ချင်းချင်းစိတ်ဆက်ပေးမယ်လို့အတင်မရမကတို့နဲ့ခေါ်လာခဲ့တယ်အေးလေဒီတော့ငါဟာနဲ့သွားပြီးအန်ကြိုက်တာပေါ့မင်းကြံကငါတော့မဖော်ဘူးဖော်နိုင်သမျှဖော်ပြမှာပဲကိုတုံးဝေလည်းစဉ်းစားနေရတယ်နောက်မှဒါရီထားကိုဖွင့်ပြီးတိုင်ပင်မှပဲနေအောင်ငါထားကိုသွားခေါ်လာခဲ့မယ်ဟိုကောင်ကလေးကတော့အတိပေးလို့မဖြစ်သေးဘူးမင်းတော်တက်တာပြီလားတက်တာရင်တခါတည်းပဲအိမ်ကိုပြောင်းကွာအိမ်မှာကောင်းပါလေနေပါစီကွာဒီမှာပဲနေသေးတာပေါ့အေးလေထားလာလို့ညင်းလို့ရရင်လေမင်းကန်ကောင်းပေါ့ကဲငါလျှောက်ကြည့်အောင်မေဟုတ်လားပြီးထားကိုသွားခေါ်မယ်ဟုဆိုကထွက်သွားတာကြောင့်ထားနဲ့မျက်နှာချင်းဆိုင်ရာမိကိုများစွာမျက်နှာပူမိတယ်တက္ကနာများကြားလက်တော့နှစ်ယောက်သာပေါ်လာကြသည်ကိုတွေ့ရတယ်ထားလေမြင်မြင်ချင်းများစွာစိတ်မသက်မသာဖြစ်သွားကရုတ်တရက်စကားမပြောနိုင်မျက်ရည်ကလေးများလှည့်လျက်ရှိတဲ့မျက်လုံးကလေးများဖြင့်ကြည့်နေတာကိုတွေ့ရတဲ့နဲ့ကျွန်တော်ကိုခွင့်လို့ပါဗျာနှုတ်မဆက်ခဲ့ရတာကိုဟုတောင်းပန်စကားပြောလိုက်ရတယ်အေးတွင်မှထားလေစကားပြောရန်တတိယတကယ်သူဖြစ်ကအိုးဒါရီနောက်မှပြောတာပေါ့ထားစိတ်မဆိုးပါဘူးကိုမြမောင်ဘယ်နဲ့နေသေးလဲတော်တော်သက်သာလာပြီလားကိုဝေပြောလို့ပြာကြီးပြာထလိုက်လာခဲ့ရတယ်ဝမ်းနေရမလားဝမ်းသာရမလားထားတော့မပြောတတ်အောင်ဖြစ်နေပြီကဲဒါရီထားအောင်လဲလဲကိစ္စကဘယ်လိုလုပ်မှလဲဟုကိုထုံးဝေကကြားဝင်ပြောလိုက်မှတယောက်ထင်မြင်ချက်တရားကိုစီပေးရင်တိုင်ပင်နေကြတယ်အဲ့ဒီနောက်ကိုမြမောင်ရဲ့အကြံကိုပင်သဘောတူလိုက်ကြရကကိုဘဆန်တို့လွတ်လာမှကြည်ပြီးစီတဲ့ရန်သဘောတူညင်ညွတ်ကြတယ်လဲလဲမှာအိမ်မှာထွက်ပြေးလာခဲ့သည်ဖြစ်ရာအစက်နဲ့နီလွန်နာကြောင့်အပြင်သို့မြည်သည့်နေနေမြထွက်မိမဟုတ်၍ထိုတဲ့ရင်ကိုမြည်သည့်နေနေမြမကြားနိုင်ခြင်းမှာခက်ကောင်းကောင်းမဖြစ်သည်ဟုယူဆရတယ်သို့တော့ကိုမျက်မှောင်အားအိမ်သို့ယူဆောင်ရန်ကိစ္စသို့ရောက်တဲ့အခါကိုထုံးဝင်နဲ့ထားတို့ကအိမ်သို့လိုက်စစ်ခြင်းလျက်ကိုမျက်မှောင်တဝူတွေကသာဘယ်ပြစ်ပါမလဲဗျာကျွန်တော်လိုက်လာပါပြီတဲ့ဘာကြောင့်ဖြစ်ရလဲဆိုတာကစပြီးတရင်အနက်ရှားသွားရင်ဖုံးကျင်သမျှဥစ္စာတွေဟာပေါ်မကုန်မိဘူးလားကျွန်တော်လည်းလိုက်နေကြပါလေဗျာအပါလေးလည်းတိတ်ပြီးလွမ်းတာပဲဟုပြော၍မြမစုံသေးမီလွမ်းလို့သာတော်တော့တယ်မလွမ်းများမလွမ်းရင်ဘယ်လိုနေမယ်မသိဘူးထားတော့မှတော့ရှာလိုက်ရတာတောတွေတောင်တွေတောင်နှံ့လို့ထားအသာပြောတာပြောရတယ်စိတ်ထဲမှာတိတ်ပြီးမကြည့်ဘူးဟုခက်ပြုံးပြုံးပင်ပြောတာကြောင့်အသာပင်ညင်၍နေလိုက်ရတယ်အတကြစကားပြောဆိုပြီးတဲ့နောက်ထားတို့လည်းပြန်သွားတော့တယ်များမကြာမီပင်စာကောင်တောက်ဖွေရများရောက်ရှိလာတော့တယ်ထားတို့ရောက်လာသည်ဟုဆိုရင်ပင်မိမိရဲ့စိတ်အလုံးမှာပုံမများလာသည်ကိုတွေ့ရတော့တယ်။နှုကယခုအချိန်တွင်မိမိအကြောင်းကိုသိနေပြီဖြစ်၍မျက်နှာချက်ဆိုင်ရမခဲရင်တော့ဟုထင်မှတ်မိခဲ့တော့လေဧကန်အဖြစ်ဆိုင်ရမည်ဆိုလျင်တက်နိုင်ကနောက်ဆုတ်တိတ်ဆောင်ရည်သာနေလိုက်ခြင်းသည်ကိုတွေ့ရတယ်။ညနေဘက်သို့ရောက်တဲ့အခါကိုထုံဝေပြာကြီးပြာရရောက်လာလျက်ဟေ့မျက်မောင်တို့ကြံလို့တော့ဘာမှမရှားတော့ဘူး။လေလေကမနက်ကဒီမှာစီစဉ်နေတော့သူ့လူယုံတယောက်ကိုတိတ်တိတ်အခေါ်လွှတ်ပြီးအကြောင်းဆောင်ပြီးတော့အကုန်ပေါ်ကုန်ပြီအခုလေဈေးရုံကိုလိုက်လာမလို့ပြင်းနေတယ်ဟာဖြစ်ပါမလားမရတော့ဘူးလေပြောလို့မရတော့ဘူးမင်းကိုတောင်းပန်ပြီးတခါတည်းသူ့မိဘစီတန်းသွားမှာတဲ့ပြီးတခါတည်းကွာရှင်းခိုင်းမယ်တဲ့ဟာခက်တာပါပဲငါပဲပြေးရပါမလဲမင်းမလဲတစိတ်စီပြေးဖို့ကတွေးနေတာပဲဘယ်လိုလုပ်မလဲကြံမှာပေါ့ကွာအခုတောင်ဈေးရုံအောင်စောင်းနေပါလားမသိတာငါဘယ်လိုကြံရမှာလဲကွာအေးငါလည်းမသိဘူးထားလည်းမကြံတတ်တော့ဘူးနှုတ်လည်းဝင်တားတာမရဘူးလေလေကစိတ်ကပြင်းနေကွဟုတ်ရင်ဟုတ်တယ်မဟုတ်ရင်မဟုတ်ဘူးပွင့်ပွင့်ပဲကိုမြင့်မောင်မှာအနာကပြင်းထန်စွာမူးဝေအုံမိုင်းလျက်နာနေခြင်းကိုပင်ကြယုံမပြနိုင်မြေသူပြုလို့ရမည်ကိုလျင်မြန်စွာစိတ်ကူးထုတ်နေတော့တယ်ခြေသားများတုတ်တီးတုတ်ပြချဲကန်လာသည်ကိုကြားရတဲ့အခါတန်ရွေ့ပင်စိတ်ကူးထုတ်မှုများလျင်မြန်လာလေတယ်ထို့သူလျင်မြန်လာလေလေမူးဝေသည်ထက်မူးဝေ၍လာလေဖြစ်ခါနီးလာသောဖက်နယ်ခြေသားများမှာရုတ်တရက်ချက်ချင်းဝေးသွားလျက်ဝေးရမှာလုံလုံပျောက်သွားသည်ဟုထင်မှတ်နေရမှာတခါတည်းတတိလက်မိမျောသွားတော့တယ်တတိပြန်၍ရလာတဲ့အခါမိမိအားစိုးရိမ်ကြီးစွာဖြင့်ထိုင်၍ကြည့်နေတဲ့ကိုထုံးဝေနဲ့ထားကိုမသိမကွယ်မြင်တွေ့ရတယ်ကိုထုံးဝေလည်းတငယ်ချင်းဘယ်နဲ့နေသေးတယ်လဲဟိစိတ်ကိုပြော့ပြော့ထားအုံနောက်မရှုပ်စေချင်ဘူးမင်းအုံနောက်အရှုပ်ခံလို့မဖြစ်ဘူးမင်းလေးတည်တာပဲကွာဟုပြောဆိုတတိပေးတော့တယ်သို့တော့သိချင်သောအရာကိုမူသိရမှာပင်စိတ်အေးကအုံနောက်ဆင်းပြီးဖြစ်ရကကဲဘလို့ဆိုတာပြောစမ်းမှာနားတော်မရစေဒီတော့မှစိတ်အေးမှာပဲဟုတီတို့ပြောရတော့တယ်မပြောဘဲလည်းမဖြစ်ပြောလင်လေသူစိတ်တွေမြေသို့ယူဆအောင်မြေကိုမသိရ၍
ကိုထုံးဝေမှာအကြက်ကြုံတွေ့နေရတယ်ကိုမျက်မှောင်လေနှုတ်ဖြစ်မမေးနိုင်၍မျက်ရည်တစ်ချက်ပြကထပ်မှန်မေးမှပဲသူဟာနဲ့သူတော်တော်အေးအေးချမ်းချမ်းဖြစ်သွားပါပြီကွာလဲလဲလဲသူ့အိမ်ပြန်ရောက်နေပြီပြီးနှုတ်သူ့ကိစ္စကရောမေးလိုက်တဲ့အတန်မှာလေတံများသာဖြစ်တယ်သူ့ကိစ္စလည်းပြီးသွားပြီလေကွာလိုက်ကြပြီချောချောမောမောပါပဲထောင်နေလိုက်ပြီးတရားသူကြီးစီမှာပဲကွာလိုက်တယ်ဟိုကလည်းသူမှားတဲ့အကြောင်းမင်းကိုအမှန်ပဲအထင်လွဲတာလဲတကြောင်ငကူကလည်းမင်းအပေါ်မှာမကြည်မနှက်ဖြစ်တာကလည်းတကြောင်ပေါ့ကွာအဲ့ဒါဆက်ခိုင်းလိုက်မိတဲ့အကြောင်းပြောပြလို့တရားသူကြီးလည်းအကုန်စည်းမှယူထားတယ်မင်းမြင်မြန်တတ်တာရင်သူတို့လည်းတော်တော်အပြစ်ပေါ်ဖို့ရှားကြမှာပေါ့ကွာမင်းမြင်မြန်တတ်တာအောင်ကြိုးစားဖို့ပဲကိုမြင့်မောင်လည်းခေါင်းငိမ့်ပြတယ်ကြိုးစားမယ်ဟူ၍နှုတ်မှမပွင့်တပွင့်သာပြောနိုင်တော့တယ်ထားမှမျက်ရည်များရှိဝင်နေကလဲကြောင်ထဲမှာစိုးတက်လာတယ်အလုံးကိုအမတ်တမတ်မြို့ချရတယ်ကဲထားပြန်ချက်ပြန်တော့ကိုတော့ဆီယာမခေါ်ပြီးမြို့တွေသွားရအောင်မယ်ဟုပြောတဲ့ဖြင့်ထွက်၍လာခဲ့ရတော့လေကိုမြင့်မောင်ရဲ့တနာတပွဲရာကောင်းတဲ့အဖြစ်ပြက်ကိုဂယုဏတက်၍မဆုံးဖြစ်မိကအိမ်ပြန်ရောက်လေရောက်ချင်းညီမပြက်သူဟာမြင်ခဲ့ကြားခဲ့သမျှအကြောင်းစုံကိုပြန်လည်ပြောပြရင်းစုပ်တသက်ဖြစ်နေတော့တယ်နှုတ်မကထိုစကားများကိုကြားရလေလေနီလျက်နဲ့ဝေးရကဆေးရုံသို့မိမိတခါတစ်ခေါက်များမရောက်ရချင်းရောက်လူကြောင့်ဖွင့်ပြောရမည်ကိုဝန်လေးနေရာတွင်လူကြီးနှစ်ယောက်စလုံးသွားနေကမိမိမှာအပါလေးနဲ့အိမ်တော်ကိုထိတ်သိမ်းစောင့်ရှောက်နေရခြင်းတို့အတွက်များစွာစိတ်မသက်မသာဖြစ်နေရကြတယ်။ထားထွက်သွား၍မကြာမီတွင်ဆေးများထည့်၍ပြည်စီသွားပြီဖြစ်သည်ဖြင့်ကိုထုံးဝေလည်းနှုတ်ဆက်သွားတာကြောင့်အာသာပင်မိန်ကကြံ့ရင်ခဲတော့တယ်။ရက်ကုလိုဝေဒနာမျိုးခံစားရလျက်စိတ်အလုပ်ကိုအနှဲငယ်များမပေးထိုက်ကြောင်းကောင်းစွာသိတော်လဲဖြစ်လာသောအကြောင်းတို့မှာစဉ်းစားဖွယ်ရာကြီးဖြစ်နေတာကြောင့်မစင်စားမတွေ့တော့ပဲမနေနိုင်တဲ့အတိုင်းစောစောဟာကိုထုံးဝေပြောသွားတဲ့လေလေရဲ့တရင်ကိုပြန်လေးစဉ်းစားလျက်သာရှိနေတော့တယ်။ကြားရတဲ့တရင်များမှာမကောင်းလာတော့လေလဲလဲမှာလက်ထပ်ပြီးနောက်တနေ့ကလေးကပင်ကိုမဆန်ကိုမပေါမှုစိတ်ပိုင်းပြထားတဲ့အကြောင်းပြည်ကလေးကကြားကြရပြီဖြစ်၍လဲလဲအတွက်စခုကဲ့သို့လွတ်ကဲသွားပြီးဆိုလျင်လဲလဲဝမ်းမြောက်ပျော်ရွှင်သည့်ဤသူမိမိတို့ကလည်းအားရကြဖို့ပင်ရှိတယ်။သို့တော့လေမယားကွေလျင်မိသည့်အကြောင်းကြောင့်ပဲကွယ်အားရဝမ်းသာဖြစ်ခြင်းကမတင်ဟုစဉ်းစားနေစဉ်ဖြင်းညက်စွာဝင်လာလျက်ရှိတဲ့ခြေတံကိုကြားလိုက်ရလျက်တခါလုံးရုတ်တရက်တင်းကနေကြိုင်သွားတဲ့အမွှေးနဲ့သားကိုရှူဆက်လိုက်ရတဲ့အတွက်မိသူများနေဟု၍မျက်လုံးကလေးကိုအသာဖွင့်ကအတန်လာရစေသို့လှမ်း၍ကြည့်လိုက်တယ်။သို့ပေမဲ့လို့တဲကွယ်စာမမြင်ရမိမတရံတခုချင်းကပ်လာလျက်ရှိသည်ကိုဝိုဒဝါဒမြင်ရသဖြင့်မိသူပြုလုပ်ပြောဆိုရမည်မသိဖြစ်နေစဉ်ထို့လူလည်းမိမိအနာရှိကလဲထိုင်တွင်ဝင်ရထိုင်မှအခြားမဟုတ်မိမိရက်ကိုစဉ်းစားလျက်ရှိတဲ့လဲလဲပင်ဖြစ်နေသည်ကိုတွေ့ရတယ်။လဲလဲလဲကလဲထိုင်ကိုရှေ့သို့တိုးလိုက်ပြီးလျင်ကိုကလေးကိုပါရှေ့သို့ကိုင်းညွတ်ကဘယ်နဲ့နေသေးလဲကိုမြမောင်တော်တော်သက်သာသွားပါလားဟုမိမိပြောပင်လက်ကလေးပြန်လှမ်း၍ပတ်တီစီးထားရသို့ယူရညင်သာစွာကိုင်တွေစမ်းသပ်နေသည့်အတွက်ရှုပ်တရက်တကူလုံးစိတ်ငနေဖြစ်သွားကဘာပြောရမည်မသိဖြစ်နေမိတယ်။လဲလဲရဲ့လက်ကလေးများကပတ်တီစီမှမိမိရဲ့နှစ်ဖက်သောဘားပင်စီသို့ညင်သာစွာဆင်းသက်လာကြပြီးလျင်ယူယူရရပိုးသက်ပေးနေကြရာကိုမြမောင်ကအီမိန်ကလေးတယောက်ရဲ့လက်များကအီမြလောင်နူးညံ့ပြောပြောင်းပါလျက်နဲ့ထီယုံပိုးသက်ယုံများဖြင့်မိမိရဲ့ခန္ဓာကိုယ်ကြီးတစ်ခုလုံးတသိမ့်သိမ့်တစိမ့်စိမ့်နဲ့ထူခြားစွာလှုပ်ရှားနေအောင်အဘေကြောင့်အီမြလောင်စွမ်းဆောင်နိုင်မှတနည်းဟုစဉ်းစားနေရကမေးလိုက်သောမိကုံကိုဖြေဖို့တတိများပဲရှိနေတော့တယ်။ဤတွင်လဲလဲလဲပုံမူပူပင်ကြောင်းကြလာသည့်အလားမိမိရဲ့မျက်နှာအနီးသို့၎င်းရဲ့မျက်နှာကလေးကိုနီးကပ်စွာထားပြီးလျင်မိမိရဲ့တရားဝေဒနာအခြေအနေကိုစူးစိုက်၍အကဲခတ်နေတာကြောင့်မျက်လုံးကိုပင်ဖွင့်မထားရဖြစ်ကအသာမှိတ်လိုက်ရတယ်။သို့သောလဲလဲရဲ့နှာခေါင်းကလေးမှထွက်သက်လေးကလေးကမိမိရဲ့နှဖူးပြင်ကိုအချက်ကြတိုက်ခတ်နေလျက်မွေးချိုင်တင်ပြတဲ့ဇနက်ကလေးလေးမိမိရဲ့နှာခေါင်းအတွင်းမှတကူလုံးသူပြန်နှံဝင်ရောက်ခါမိမိအဖို့အားသက်လောင်ပေးနေတဲ့ထင်မှန်ရတယ်။ရက်ကုမှမဟုတ်ပထမအချိန်လူငယ်များအသင်အခန့်ဝင်တိုင်းတွေးမြင်ရစဉ်ကပင်လဲလဲအားအချင်းချင်းအဖန်ဖန်အပြန်ပြန်အတုတ်တုံကြီးခဲ့မိဘူးလျက်ထို့ညာကမိမိရဲ့စိတ်များကထူးခြားစွာလှုပ်ရှားခဲ့သည်ကိုပြန်လေတတိယမိတယ်။ထိုအချိန်ကမူနှစ်သိမ့်ခြင်းမဖြစ်ပူပန်ခြင်းသာလျက်ဖြစ်ခဲ့တယ်။ရက်ခုမူအဘဲကြောင့်ဟူ၍မသိပူပန်ခြင်းအလှဲမရှိနှစ်သိမ့်ခြင်းသာလျက်ဖြစ်နေတော့တယ်။ထိုအတွင်းမိမိရဲ့ကိုယ်ကိုလက်ကလေးဖြင့်အသာအရာကိုင်လောက်ကကိုမြင့်မာဟူ၍
အလွန်ကြည်လင်တာယာလှစွာသောအတန်ကလေးပြန်ခေါ်နေသည်နှင့်မျက်လုံးကိုဖွင့်ကာခမည်းဟူ၍ထူးလိုက်ရာလေမျက်နှာကလေးကိုနောက်သို့မစုံလိုက်ပဲကံမြေကတ်ထားလျက်သက်သာမလားဟုမေးနေ၍ဟုတ်ကဲ့ဟုကောင်းလေးညိနှုတ်မှလည်းထုတ်၍ပြောချလိုက်တယ်ဝမ်းသာလိုက်တာကိုမြင့်မောင်ရဲ့လေဖြင့်တတိတ်ပဲလေဘယ်နှခေါက်စိတ်ပြီးလေလာလိုက်ရတာတခါလာလေသတိမရတခါလာလေသတိမရနဲ့အခုတောင်သတိရခါရှိသေးတယ်မမထားတို့လေအခုပဲပြန်သွားကြတယ်လို့ဆီယာမကပြောလိုက်လို့ဒီလိုဖြင့်စကားတောင်ပြောရမလားလို့ကိုမြင့်မောင်တတ်တာပြီနော်ဝမ်းသာလိုက်တာကိုမြင့်မောင်လေတော့အခုမှပဲအလုံးကြီးကျသွားတာပဲဟုတကယ်ပင်ဝမ်းမြောက်ဝမ်းသာဖြစ်နေသည့်အမူအရာဖြင့်အာဘာတရပြောနေသည့်အတွက်ကိုမြင့်မောင်လေရဲ့အမူအရာကလေးများကိုကြည့်ကောင်းကောင်းရှိတိုင်းအသာပင်ကြည်နေမိတယ်ကိုမြင့်မောင်စီလေတောင်းမရအောင်လာတာပဲကိုမြင့်မောင်လေကိုအကြီးကျယ်စိတ်နာမသွားဘူးလားလေတိတ်မိုက်တယ်သူတို့စကားကိုနားထောင်မိတာကိုမြင့်မောင်ကိုဟိုလူငယ်များအသင်းအိတ်ခံဝင်ညသာစာပွဲမှာတွေ့ကြတဲ့ကလေစိတ်ထဲမှာတော်တော်တနာသွားတယ်ဒါပေမဲ့သူတို့တွေရဲ့အကြံစုပ်အကြံပဲ့တွေကိုလေလုံးဝမသိလို့ကိုမြင့်မောင်ကိုတိတ်အထင်လွဲသွားမိတယ်အဲ့ဒါတွေလည်းတောင်းပန်ခြင်းလို့ပြီးတောင်းပန်ဖို့မလိုပါဘူးကိုမြင့်မောင်ခွင့်လွှတ်ပြီးသားပဲဟုပြောထွက်မိရာလေဟုတ်ပါတယ်လေကိုမြင့်မောင်ရဲ့စိတ်ကိုလေသိပါတယ်ဒါလည်းမဟုတ်ဘူးလေအထူးတောင်းပန်ခြင်းတာတခုရှိသေးတယ်လေရဲ့ကြည်လင်းဆူရှာတဲ့မျက်လုံးကလေးများကကိုမြင့်မောင်အားစိုးရိမ်တယ်လို့အတန်ကြာပင်အကဲခတ်တကယ်သို့စူးစိုက်ကြီးကျွနေပြီးမှမျက်လွှာကလေးကိုအသာချလိုက်ကကိုမြင့်မောင်ဘယ်ဦးမှမသွားတော့ပါဘူးလို့လေကိုခရီးမပေးနိုင်ဘူးလားဟု၍ဖြင်းညင်းစွာမေးသည်ကိုကြားရတယ်ကိုမြင့်မောင်လေရဲ့အမူအရာကလေးကိုစူးစိုက်ကြည့်ရှုကာညင်းဖို့ရခက်နေတဲ့အမျှခရီးပေးရလဲခက်နေသည်ကိုတွေ့ရသဖြင့်တစုံတရာမပြောဘဲလေအားကြည့်ရသားနေရာလေရဲ့ကြည်လင်းတဲ့မျက်လုံးကလေးများမှာရှုပ်တရက်ဆူဆွတ်လာလိုက်အတန်ကလေးလေးတုံရလာပြီးလျင်ဘယ်နဲ့လဲကိုမြင့်မောင်ခရီးမပေးနိုင်ဘူးလားဟု၍မေးသည်ကိုသိရကြရတယ်ကိုမြင့်မောင်လည်းဤတွင်တာ၍အကြက်ကြုံတွေ့ရကဘာပြောရမည်ကိုတာ၍ပဲမသိဖြစ်နေတော့တယ်လေအလွန်တုံရတဲ့အတန်ကလေးဖြစ်ပင်လေဟာတော့ရှေ့ရေးကိုအကုန်စီစဉ်ပြီးပြီကိုမြင့်မောင်လေကိုတော့မငင်းနိုင်ရဘူးလို့ယုံစားပြီးတော့စီစဉ်ထားမိတာပဲကိုမြင့်မောင်စိတ်သဘောကျလေတို့စက်ကြီးကအလုံသမားတွေကိုထားဖို့ဘာဖို့ကအစအိုးအကုန်ပါပဲလေဖွင့်ပြောနေရရင်ပိုပြီးဝမ်းနေဖို့သာရှိမှာပဲဟိုတုန်းကပြစ်မှားမိသမျှအတွက်ရောလေအသက်ကိုပါကယ်ဆယ်ခဲ့ပူတဲ့အတွက်ရောအိုးမပြောချင်ပါဘူးလေကံမဲဟုပြောရင်နဲ့မျက်ရည်များကျဆင်းကရှိုက်၍ငိုနေတာကြောင့်ကိုမြင့်မောင်လေပါလုံးမိသည်မသိလေရဲ့လက်ကလေးကိုလမ်း၍ဆွဲယူမိပြီလျင်လေဟုအသာက၍လှုပ်ဆွဲရန်ခေါ်မိတော့တယ်လေငုံနေတဲ့ဥကောင်းကလေးကိုဖော်ကာကိုမြင့်မောင်ဘာပြောပြနေဟုမရေတရေဆူဆွဲနေတဲ့မျက်ရည်အတိပြေစမ်းသည့်မျက်စိဖြင့်ကြီးလိုက်တဲ့အခါကိုမြင့်မောင်မှာဘာမှထပ်၍မပြောမျက်နှာများပြက်လျက်စီသည်ကိုသာတွေ့ရတော့တယ်။ဘယ်နဲ့လဲကိုမြင့်မောင်လေအစီအစဉ်တွေကိုအကောင်လုံးပြက်ပြစ်လိုက်ရမှာလားဟုထပ်၍မေးလိုက်မှလေကိုလူတကာကဲ့ရမှာမကြောက်ဘူးလားဟုစကားထွက်လာတဲ့ဖြင့်ကိုမြင့်မောင်သာလေအနာမှာဆိုရင်လေဒီကမာကြီးတစ်ခုလုံးနဲ့စစ်ပြန်ရဲပါတယ်ကိုမြင့်မောင်ကိုလေတသက်လုံးစောင့်ရှောက်ရမယ်ဆိုရင်လေဘာနဲ့ပဲလေးရလေမတုံးတော့ပါဘူးရှုံမကိုမြင့်မောင်လေဟာအင်မတန်လေမှာဆက်ပြောရန်စကားကိုရုတ်တရက်စဉ်းစား၍မရသဖြင့်ဆက်ပြောဖို့ခက်နေတာကိုကိုမြင့်မောင်လေးပြုံးရကြည့်ရင်ဘာဖြစ်လဲမုန်းနေလားဟုထပ်မိလိုက်ရာဟုတ်တယ်မှန်တယ်ဒါကြောင့်ခုလိုလာပြီးပြောနေတာပေါ့ဟုပြောလျက်မျက်စောင်းကလေးကြီးကပြုံးနေတော့တယ်ထိုးနောက်မှာကဲလေစိတ်ချတော့မယ်နော်ကိုမြင့်မောင်ဒီတခါတော့ဘဲမှမပြေးရဘူးစက်သေးကကိုဘိုးသားကြီးတို့ကိုလေပြောလိုက်တော့မယ်သူတို့လည်းထခါကြမှာပဲမြန်တက်တာစီချင်လာပါပြီတက်တာရင်တခါတည်းအိမ်ကိုခေါ်သွားမှာပဲဖေနဲ့မေကလည်းမငင်းပါဘူးတမီသဘောတစ်ခုပဲတဲ့ဒီလိုကြားလိုက်ရတော့လေစိတ်ကူနဲ့ပြောလိုက်ရတာလေးဟုပြောရင်မိမိရဲ့ပြောရှင်မှုကိုကိုမြင့်မောင်အားကူးဆက်စေခြင်းတည်းအလားမျက်နာကလေးကိုကိုမြင့်မောင်မျက်နာနဲ့အလိုက်တင်တဲ့တပြိုင်နက်ကိုမြင့်မောင်လည်းဤတသက်တွင်မကြုံဘူးတဲ့တာယာခြင်းဖြင့်တာယာသွားကဝေဒနာမှာလည်းလျင်မြစွာတက်တာလာသည်ဟုမှတ်ထင်လိုက်ရတော့တယ်လေမှာစေးရုံမှာမလွဲတာလွန်သည့်အချိန်ကြာရောက်လာ၍သာအနိုင်ခွဲထွက်လာခဲ့ရတယ်နုတို့စီဝင်နေလျင်ရှေ့နေရေးထိုင်ရေးများကို
အမြတ်ဆုံးစီစဉ်ထားရတဲ့အချိန်နှောင်းနေပြီးစူးတာကြောင့်၎င်းဝမ်းသာဖွယ်ရာအကြောင်းများကိုကိုယ့်အိယာထဲတွင်ပင်ကိုတယောက်တည်းအားရပါရစဉ်းစားကဝဝကြီးစမြုပ်ပြန်လိုတာကြောင့်၎င်းတခါတည်း30ဘတ်သို့တောက်လျှောက်ပြန်လာခဲ့တယ်။သွားစဉ်ကစိတ်ထဲတွင်မတင်မကျပူပင်သောကကြီးရောက်ခဲ့ရသလောက်ယခုပြန်တွင်မူတသက်၌တခါဘူးမှမရွှင်လန်းမှုသေးတဲ့ရွှင်လန်းခြင်းမျိုးဖြင့်ရွှင်လန်းလျက်လေထဲတွင်အလိုက်သက်လွင့်ပြန်ပျော်မြူးနေတဲ့ရွှေလိပ်ပြာကလေးတစ်ပွဲအလွန်လျက်ပေါ်ပါနေသည်ဟုမှတ်ထင်သာရနေမိတယ်။အိမ်ဝင်ရောက်တဲ့အခါအိယာကနေသို့ပြေးဝင်လျက်ကိုလုံးပေါ်မှန်ကြီးစီတွင်မိမိကိုယ်ကိုအပြတ်များအလန့်လန့်ကြည့်ရှုလိုက်ရာဤများလောက်လှပနေတဲ့ဖြစ်ကိုမိမိကိုယ်တိုင်ပင်လျင်မဖြစ်စဘူးဟု၍ထင်မှတ်မိကစူးစူးဆိုင်ဆိုင်မျက်တောင်များမခတ်ပဲအတန်ကြာပင်ကြည့်ရှုနေမိတယ်။ကိုမျက်မှောင်ကဲ့သို့အလွန်မုံမြတ်လာတဲ့ယောက်ျားကောင်ပုဂ္ဂိုလ်မြတ်စင်စစ်တအူမှာမိမိကဲ့သို့သောတခုလက်မကလေးနဲ့ပေါင်းသိရမည်ဆိုလျင်အဘယ်မြဆက်ဆက်ယူအောင်လှနေစေကမူတပန်ရှုံးနေရှာတော်မူသို့သောမိမိရဲ့အပြုဘဝရီဟုသောပန်းအိုးကလေးကိုထူမြလောက်မုံမြတ်လာတဲ့ပုဂ္ဂိုလ်တအူအားစောစောကမပြေးနိုင်ခဲ့သည်မှန်တော့လေယခုမူတပင်လုံးပွင့်သမျှကိုသဘောရှိစွတ်ချူဖို့ပေးရနိုင်မည်စီခြင်းကိုပင်ဝမ်းမြောက်ရတော်မူဖြစ်ရာကမှန်ကြည့်တဲ့တွင်တစ်ချက်များထပ်မှန်၍မိမိကိုယ်ကိုကြည့်လိုက်ပြီးတဲ့နောက်တပေကထူထတဲ့မွေးရကြီးပေါ်သို့ပြက်လဲလိုက်တော့တယ်။ထိုအခါမမဧည့်သည်လာနေတယ်တကားဖွင့်မအောင်ဟုအပြစ်မှပြောတဲ့ကြားရသဖြင့်များစွာဒေါသပြက်ကစောင်းဆောင်အောင်နဲ့ထွက်လာပြီးလျင်ရှုပ်လိုက်ကြတာ၏တကယ်တည်းဖေရဧည့်သည်လေကြည့်ပြောလိုက်ရောပေါ့ဟုငန်းမေးမြန်းပြောဆိုသည့်အတွက်ဒီကမနေ့တနေ့ကပြောင်းသွားတဲ့ဆရာဝန်ကတော့ပါမမရဲ့ဟုလာ၍ခေါ်သူကပြောလိုက်ရာလဲလဲမှရှုပ်တရက်မျက်လုံးမျက်စပ်ပြူးသွားပြီးလျင်ဟိုဒီမတပါတစုံတရာဆက်လက်မပြောနိုင်ဖြစ်နေတော့တယ်အောက်မှာမမရဲ့စောင့်နေကြတဲ့ဟုပြောမှစင်းတွေရန်တရိယာကဆင်းလာခဲ့တော့တယ်အမလီညီမရဲ့တွေ့မှတွေးပါမလားလို့တတိတ်တိနေဟုအကျော်ကအာရဝန္တာပြောနေစားတော့လေလဲလဲမှာကဝမ်းသာတဲ့အမူအရာကိုမပြနိုင်မပြတကယ်သူရှိသဖြင့်အကျော်လည်းရုတ်တရက်သတိပြုမိသည့်အတိုင်းဘာဖြစ်လို့လဲညီမရဲ့ကြည်ရတာဟုဆိုလိုက်မှမိမိဟန်ပြက်ခြင်းကိုအမြင်တစ်မျိုးပြင်လိုက်ရာအမကြီးကဘာမှအကြောင်းမကြားပေးဘူးလေလေအံ့ဩသွားတာပေါ့မနေ့တနေ့ကပြောင်းပြီးအခုပြန်ရောက်တယ်ဆိုတော့ဟုတ်တယ်လေလေရဲ့ဟိုလေးရောက်ရောအရှင်လေးလေးကိုပြောဖို့ပါရောလားသူကလည်းအတော်ဆောင်ဆောင်သူ့ကိုလည်းဟိုရွာကလေးမှာအတော်ပဲပြုစုလိုက်တယ်ဆိုတဲ့မခင်လာလေမခင်လာရုတ်တရက်ကောက်ရတယ်လို့ဖျားပြီးဆုံးရှာတယ်လို့တန်ကျူးစာလာတာနဲ့လိုက်လာရတာပေါ့ဒေါ်လေးကတော့မထူးပါဘူးအေးလိုက်လေဘာထူးမှလဲလို့ပြောပြီးမယ်ဒီလဲဝင်ချင်တာနဲ့အတင်စိုးခေါ်ပြီးလိုက်ခဲ့တာပဲမနေ့ကပဲတကြူလိုက်တယ်အသွားတော့ကတော့မဝင်နိုင်ဘူးလေဟိုရောက်ဖို့သာအရေးကြီးနေတာကိုဒီတော့အပြန်မှပဲဝင်မယ်လို့မှန်းပြီးအပြန်စထားနဲ့မပြန်ပဲရန်ကုန်ထိကားတစ်စင်းငှားလိုက်တာပဲညီမလေးလာနှုတ်ဆက်သွားပါရောလားဟိုနေ့ကလေတော့ခဏသွားအောင်မေးဆိုတာလေအဲ့ဒီနောက်သွားကနေအမကြီးတို့တစ်ခေါက်လှသေးတယ်ဘသူမှမရှိကြဘူးဆိုတာနဲ့နှုတ်မဆက်ရပဲမိရထားဆင်းသွားရတာပဲလေးလေးမှာတခုံးမှဝင်၍မထောင်နိုင်တာမန်အားဖြင့်ဆိုလျင်ရက်ခုကဲ့သို့ပြန်လေ၍မမျောလိမ့်မယ်တွေးဆရခြင်းအတွက်ဝမ်းမြောက်ဖို့ပင်ဖြစ်တော့လေပြုံးရောင်သာစောင့်နေရစီကမူဝမ်းမသာမြက်မြက်သားလျင်ဤ30နေမြမှာထွက်ခွာသွားစီလိုသောစိတ်ရှိနေတော့တယ်မိမိထွက်ပြေးခြင်းဖြစ်ကြောင်းကိုမသိကိုပါဆန်နဲ့ကြွာကြရှင်းကြသည်ကိုလည်းကြာဟန်မတူထို့ထက်သူယခုသားရောက်ပြီးစေးရုံပေါ်၌တက်ရောက်နေရပြီလျင်လွန်ခဲ့တဲ့နာရီအနည်းငယ်ကပင်မိမိရဲ့ပြုစုကိုတက်တလုံးခံယူရန်သဘောတူလိုက်ခြင်းကိုလည်းလုံးဝမယိမ့်မိရှာအကြောက်ခမများမှာများစွာတနာွယ်ပင်ဖြစ်၍တနာမိတော်လဲတခုကိုပြောလျင်အခြားတခုကိုဆက်ခါပေါ်သွားပြီဆို၍ဘာမှမပြောဝန်ဖြစ်ပြီးလျင်ပြောသမျှကိုသာနားဆိုင်ထောင်နေရတယ်အမကြီးတော့သွားရတယ်နည်းနည်းမှမခွဲချင်ဘူးသူနေသွားတဲ့နေရာကလေးပဲရေလွတ်ဆိုပြီးဖြေပြောနေရတော့ပြုံးဆိုပြောင်းရတာကိုဟိုမှာဆိုတော့သူ့ကိုတွေးဖို့ဒီတသက်မှာမျှော်လင့်ချက်မထားနိုင်တော့ဘူးကန်းကိုကအင်မတန်ဆိုးပါတယ်ညီမရေဟုပြောကစိုက်တန်ကလေးပါလာတာကြောင့်ဒေါ်လေးဖြစ်သူကခတ်တဲ့ကွယ်အကျော်ကလည်းကဲခုလိုနဲ့မပြီးသေးဘူးသွားကြအောင်ပါပဲမော်လမြန်ရထားမမီလိုက်ပဲနေရင်ခတ်လိုက်မယ်ဟုပြောမှလဲတရိယာကမဟုတ်တာဒေါ်လေးရေတမင်းစားပြီးမှသွားမှာပေါ့ဟုတားနိုင်တော့တယ်စားခဲ့ပြီလေစားပြီးမှထွက်လာကြတာပေါ့ကဲထကွယ်သွားမယ်တူမရဲ့အတော်တို့ခရီးကမနီတော့တော်တော်တော့ရောက်မှာမဟုတ်ဘူးမောင်တထုံးပြောတော့သူ့ကိုဟိုပြောင်းခိုင်းတော့ကပြောတယ်ဆိုပဲ
နောက်ကိုဘေးမှမပြောင်းရတော့ပါဘူးစိတ်သာချနေပါလို့ကေထကွယ်တူမကြီးဟုဆွဲပြီးထူထားတော့မတတ်အတင်းခေါ်နေ၍လဲလဲလဲအိုးထမင်းမဆရင်ကပ်ဖီလေးရင်လေတောက်သွားကြအောင်မပေါ့ဟုပြောဆိုတားမြစ်တော့တယ်သို့တော့ဒေါ်လီကတား၍မရအကြောက်အားတွင်တွင်သားလျက်ခေါ်ပြီးကားစီသို့ထွက်သွားကြသဖြင့်ကားထွက်သည့်အထိလိုက်ပေါ်ရင်စကားကိုအလိုက်တဲ့ပြောဆိုနေရတယ်အကျော်များစွာစိတ်မချမ်းသာတဲ့အမူအရာကလေးဖြင့်လိုက်ပါသွားတာကိုတွေ့ရတဲ့အခါမိမိမပြောလိုက်မိခြင်းအတွက်ပင်စိတ်မကောင်းသလိုလိုဖြစ်မိတယ်သို့တော့ပြောလိုက်ရင်လည်းမဖြစ်မြည်သည့်နည်းနဲ့များမဖြစ်ရကအကျော်တို့ရက်ကွက်ကဲသို့လာရောက်သွားခြင်းအကြောင်းကိုပင်မြည်သူအားများမပြောကြပဲဖုံဖိထားရန်အကြံပြုလိုက်ရတယ်အကျော်ကကိုထုံးဝေတို့မိမိပြည်ရင်းရှိစဉ်ကရိုက်ကြားလိုက်တဲ့ကိုမျက်မှောင်ထွက်ပြေးတဲ့ဂျင်းနံကိုမြင်တွေ့ရဟန်မတူကိုသက်ထုံကမပြေပဲဖုံးဖိထားသဖြင့်သာမသိ၍ရက်ကွက်ကဲသို့တစုံတရာထွေထွေထူးထူးမပြောပဲလိုက်ပါသွားခြင်းဖြစ်တယ်အကယ်၍ဤနေတဝိုက်၌သူရောက်နေကြောင်းကိုသာသိရကရက်ကွက်လိုအခါအခွင့်ကြုံခိုက်တွင်မတွေ့မချင်းရှာ၍ချီးပေလိမ့်မည်ဟုတွေးမိကအကျော်အတွက်များစွာဂရုဏာတတ်မိတော့တယ်သို့တော့ပြီးသောကိစ္စမှာပြီးပြီဖြစ်လျက်စိတ်မကောင်းနေ၍လေထူးတော့မြင်မဟုတ်သဖြင့်အိမ်မော်တို့ပြန်လေတက်ရောက်လာခဲ့ပြီးလျင်အိယာဘော်တွင်ဝင်၍လှဲလိုက်ပြီးတဲ့နောက်မိမိရဲ့အလွန်စမ်းကြယ်လာတဲ့ကံကြမ္မာအထူးသဖြင့်ကိုမျက်မှောင်နဲ့မိမိတို့ရဲ့အလွန်စမ်းကြယ်လာတဲ့နဖူးစာကိုအံ့ဩရင်းစောစောကကိုမျက်မှောင်နဲ့ပြောခဲ့ရတဲ့စကားရပ်များထိတွေ့ခဲ့ရတဲ့အာယုံများကိုပြန်လေထင်မြင်ဝင်စားလျက်ရှင်အားတန်မြင်တန်နေမိတော့တယ်အချိန်တော်ကြာတော့မှထရွေရေမိုးချိုပြီးလျက်စီစီရန်ရှိသမျှစီစဉ်နေတော့တယ်ကိုမျက်မှောင်အားပြောခဲ့ပြီးသည့်အတိုင်းဆေးရုံမှာထားနိုင်လျက်ထားခြင်းရွှေပြောင်းယူဆောင်လာခဲ့ရလျင်မိမိရဲ့အခန်းနှင့်ဆင်လျက်တပတ်မှတပတ်သို့အချိန်မရွေးကူးနိုင်သည့်အခန်းတွင်ပင်ထားရန်တိချာကြာနာစွာပြင်ဆင်ထားစီတော့တယ်တရေချင်းနဲ့တရေကတော်တို့မှာပေါသည့်နှစ်ဖူးမထူပြီးတမီစိတ်ချမ်းသာလျင်လှုပ်ချင်ရလှုပ်စီတော်ဟူ၍လုံဝစိတ်ပိုင်းပြတ်ထားပြီးဖြစ်ရကတစုံတရာမကန့်ကွက်ပဲတထောင်မှအသာပင်ကြည်နေကြတော့တယ်စောစောအမှုတမတ်ဖြစ်သူရဲ့အလွန်များကိုမမြင်နိုင်တော့လေတစတဖြည်းဖြည်းနဲ့အပြည့်အနာစာများပေါ်လာသည်ကိုတွေ့ရတဲ့အခါတမီသဘောတစ်ခုဟုသောအနေဖြင့်သာအေးဆေးစွာနေနိုင်ကြခြင်းဖြစ်နေတော့တယ်လှုပ်ရက်ကန်ရင်ဖြင့်ညနေကျနေဝင်ရှိတရောအချိန်သို့ရောက်လာ၍တာယာဝတီဆေးရုံကြီးစီသို့ကားပြန်ထွက်လာခဲ့တယ်ဆေးရုံကိုရောက်တဲ့အခါမိများပင်ထွန်းလျက်ရှိပြီဖြစ်၍သူအခန်းထဲသို့အသားကလေးခြေပြားထောက်ကဝင်သွားရာသူ့မှာပြုံးရွံ့အမှုရာဖြင့်အိပ်ပျော်နေတကယ်သို့တွေးရတာနဲ့ပထမတော့မိမိအားကြည်စားနေသည့်အထင်ဖြင့်ကြည်လူကြီးဟာယူသလိုလိုနဲ့အတော်အလားသားဟူ၍ပင်ပြောမိလေတယ်သို့တော့အမှုရာမှပြောင်းလဲခြင်းမရှိ၍တေချာစွာမျက်နှာချင်းအပ်၍ကပ်ပြီးကြည့်လိုက်တဲ့အခါအသက်မမှန်ရှူလျက်အမှန်ပင်အိပ်ပျော်နေသည်ကိုတွေးရတာနဲ့ဘာလို့မိသည်မသိရသေးမင်းမိမိရဲ့နှာခေါင်းကလေးမှာသူ့ရဲ့ပါပင်ကိုအမှန်ပဲပိုးသက်ပြီးဖြစ်နေတော့တယ်ဤတွင်မလုံတကယ်သူဘဝန်းစင်ကိုကြည့်ကအပြင်သို့ပြန်ထွက်လာခဲ့တော့တယ်ဆီယာမကိုမိတဲ့အခါညနေရဆရာဝန်ကြီးနဲ့ဆရာဝန်ကတော်တို့လာရောက်ကြည့်ရှုသွားကြောင်းထွက်လာတဲ့အခါအနာကျက်လိုက်လာပြီးဖြစ်တဲ့အပြင်မနက်ဘက်အတူးလင်မြန်စွာတက်တာလေးရဲ့စီးနေသည်ကိုတွေ့ရကြောင်းဆူသွားသည်ဟုပြောလိုက်တဲ့နဲ့ကိုထုံးဝေတို့အိမ်စီသို့ထွက်ခွာလာခဲ့တယ်အိမ်ကိုရောက်တဲ့အခါကိုထုံးဝေနဲ့ထားတော့မရှိဆက်ရှင်မင်းကြီးအိမ်သို့အလေသွားသည်ဟုဆိုသဖြင့်နူးရဲ့အခန်းစီသို့တက်လာခဲ့ရာနုမကလေးတလေးရဲ့စီးနေသည်ကိုတွေ့ရတယ်လေလေမှာနူးရဲ့နာနာသို့ကပ်၍လေးသားဖြင့်အိပ်ပျော်ရင်လည်းတိတ်ထားခဲ့ပါစကားပြောရအောင်ဟုပြောလိုက်သည်တွင်နူးလေကောင်းတစ်ချက်ငိန်ကကလေးကိုအသာဆောင်ချုံပေးလျက်ထွက်လိုက်လာခဲ့တော့တယ်။ဘာလဲလေဘာများထုတယ်လဲအမေကြည်စံနုပဲအကြည့်မားလို့လာတော့မသိဘူးလေဒီနေ့ညတိတ်ချောတာပဲတခါမှလေဒီလောက်ချောတာကိုနုမမြင်ဘူးကိုပါစံတော့အတော့ကိုနှမျောစာမှာအိုတော်ပါသူ့အကြောင်းထိမပြောစမ်းပါနဲ့လေပြပြစင်စင်စိတ်ထဲမှာရှည်စမ်းမရစေ။အော်ဒါကြောင့်ဒီနေ့အစွမ်းကုန်အပြူလောက်လာတာလားနုလေမခံချင်မှသိတာနဲ့တိုး၍စားလိုက်တယ်နုကိုလေပြောစရာစီလို့လာဒီမှာတော့မီးလေးလုံးအားကြီးတယ်အပြည့်ဘက်မောင်ရိပ်ကြတဲ့နေရာသွားရအောင်အိုးတေဆန်းနေပါကလားမီးလေးနဲ့မှမပြောကောင်းတဲ့စကားများလဲရှိနေသေးတကူခတ်ပါပြီလေတယောက်လဲဟုပြုံး၍ပြောဆူလေကိုဆောင်သွားရဝရန်တာမောင်ရိပ်ကြနေရသို့လိုက်ပါသွားတော့တယ်လေတစုံတရာမပြောသေးပဲငြိမ်နေရကဲပြောလေဘာများလဲဟုမေးလိုက်မှနုတယောက်ထဲပဲသိပါစေအောင်နော်မမထားတို့သိမသွားစေနဲ့အောင်နုတယောက်ထဲကိုသာ
လဲလဲဦးဖျားဖျားအသိပေးတာပါဘာလဲဟိနံပါတ်1လားလောက်ပြီးနောက်ဖို့ပဲကြည့်နေဒီကအကောင့်ပြောတာလဲလဲသူ့ကိုရှူလိုက်တော့မယ်သူကလည်းသဘောတူလိုက်ပြီဟုပြောပြီးရှေးမဆက်ပဲငြိမ်နေ၍နှုတ်လဲများစွာအားမလို့အားမရဖြစ်ကဆက်ပါကွသူနဲ့ဘသူလဲရှင်းရှင်းပြောပါဟုခက်ဆက်ဆက်မိလိုက်မှလဲလဲဟာနှုတ်ရဲ့လေပင်ကလေးကိုဖမ်း၍ဖမ်းလိုက်ကနာနာသူကပ်၍အမိကိုတီတူထုတ်ပေါ်ပြောလိုက်တော့တယ်နှုတ်တွင်တစုံတရာမပြောနိုင်ကြည်စွာအာတလျက်ရှင်းနေမိတယ်စောစောဟာရှေ့သွန်းသွေးနိုင်တော့လဲဆက်ကူမူရှေ့သွန်းသွေးနိုင်ဖို့ဝေစွာစကားတခေါမှပဲမဟာနိုင်ဖြစ်နေတော့တယ်တကူလုံးတွင်အစာအောင်ကြီးတကူမှများလာစွာသောအရာတို့ကတကူပီတကူအတုံးလိုက်အစုံလိုက်လေးပြကြလျက်ရှိသည်ဟုထင်ရတယ်ထို့အရာများမှာမြေသူများအသိမပေးပဲတအူတဲ့စိတ်ကူးထုတ်လျက်ထူထောင်ထားတဲ့မျောလင်းချက်တိုင်ကလေးများအမှုအကာအခင်းအကျင်းကလေးများဖြစ်လျက်အဆောက်အုံမှာလည်းမိမိရဲ့ရှေ့အနာကတိုက်တာကလေးဖြစ်ရာယခုတော့မိမိအသက်ပေး၍ချစ်နေရတဲ့တငယ်ချင်းတအူရဲ့နှုတ်ဖျားမှအလွန်တီတူတာယာဖြင်းညက်စွာထွက်ပေါ်လာတယ်ကိုမြင့်မောင်ရဲ့လီဟုသောငါးဝန်သောစကားတို့ရဲ့ပြေးထန်စွာတိုက်ဖြတ်ဖြတ်လဲမှုကြောင့်ထိုတိုက်တာများအခင်းများအမိုးအကာများနဲ့တကွအဆောင်တစ်ခုလုံးမှာရစရာမရှိအောင်လဲပြူသွားတဲ့အတွက်မိမိပါတစ်ပါးလေးလိုက်၍လဲပြူခြင်းမရှိရလေအောင်နီးရတိုင်းကိုဖမ်း၍ကင်ထားရတယ်။ဘယ်နဲ့လဲနှူရဲ့ပြောပြန်တော့လေဘာမှထင်မြင်ချက်မပေးပါကလားဟုလဲလဲရပြောလိုက်တဲ့အခါအိုးတိတ်ဝမ်းသာတာပဲဟု၍အတမဖြင့်ကြိုးစားပြောလိုက်ရတော့လေထိုစကားများမှာစောစောဟာကျွမ်းကျန်နေရသောအပြိုအပြက်များကိုစီစီမွားမွားကြည့်အောင်တခါတည်းခုတ်ဆင်းလိုက်တဲ့ဓာသွားလှန်သွားများပမာတကူလုံးပြင်းစွာနာကျင်သွားလျက်မျက်ရည်များပင်ဆုလာစီတော့ရကလဲလဲစောစောကမီးရောက်တယ်မပြောပဲမှောင်နေသူခုတ်ဆောင်လာခြင်းကိုပင်ကျေးဇူးတင်ရတော့သည့်အခြေအနေသို့ဆက်ရောက်နေရစားလေတော့တယ်ဟုတ်ကဲ့ပြီးပါပြီရှင်နောက်ရက်တွေမှာလည်းဆက်လက်ပြီးတော့ဇလန်းသစ်လူတွေကိုဖတ်ပြပေးသွားပါမယ်ရှင်နားထောင်အားပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတူပဲတင်ရှိပါတယ်စာပေချစ်သူများအားလုံးတာယာနာပြုတ်ပေကောင်းတဲ့နေ့ရက်တွေကိုပိုင်ဆိုင်နိုင်ကြပါစေရှင်